ကျန်းရှင်းအိတ်ဘုံပေါက်တဲ့နေ့မှာကျွန်တော်အဲ့ဒီကိုမသွားခဲ့အဲ့ဒီတုန်းကကျွန်တော်က9မိုင်မှာနေတော့မကြာခဏဆိုသလိုအဲ့ဒီကိုရောက်တယ်လူတွေတော်တော်သေးတယ်ဘသူလောက်ရမှန်းမသိရအဲ့ဒီမှာကျွန်တော်စိတ်ထဲနားလဲသွားတာကကျွန်တော်တို့ကလမ်းလျှောက်တက်ခါစားကလေးကိုသူလိုချင်တဲ့အယုတ်ကလေးပြခေါ်လိုက်ပြီးသူအနားရောက်တော့အယုတ်ကိုသူမမီနိုင်တဲ့အမြင့်ကိုမြှောက်လိုက်တယ်လို့လူတွေကိုတည်ငြိမ်အေးချမ်းမှုလိုချင်လားလာယူလဲလို့ကလေးကိုခေါ်တယ်လို့ခေါ်ပြပြီးအနားရောက်တော့ဘုံဖောက်ပြပုံမျိုးဖြစ်တယ်ဘသူလောက်တာလဲဆိုတာကျွန်တော်မသိစိတ်လည်းမဝင်စားဒါပေမဲ့ကျွန်တော်တို့ဘဝတွေကိုအချိန်မရွေးနင်းရှည်နိုင်တဲ့ပါဝါတစ်ခုကိုတော့ကျွန်တော်ခံစားနိုင်ခဲ့ကျွန်တော်စာရီထဲမှာနိုင်ငံရေးကိုပုံစံတစ်မျိုးနဲ့ထည့်သွင်းဖို့ကျွန်တော်ကြိုးစားတယ်ကျွန်တော်ပြောတာကနိုင်ငံရေးသမားလုပ်တဲ့နိုင်ငံရေးမဟုတ်အတွေးခေါ်အပေါ်အခြေခံသောနှိုးဆွမှုမျိုးဖြစ်တယ်အပွန်ကကြပြားတွေရဲ့ abstract ဆန်မှုနဲ့ militant ကြပြားတွေရဲ့ပုံကံမှုကြားမှာကျွန်တော်စိတ်ညစ်မှုရှိမှန်းထိုစဉ်ကကျွန်တော်မဖမ်းဆုပ်နိုင်သေးအနုပညာကြပြားရဲ့ complex ဖြစ်တဲ့ရှုပ်ထွေးနေနေတဲ့ဖန်းစိုးရခတ်တဲ့အလှကိုလည်းမလျော့စီပဲအပေါ်ယံရဲ့ဟိုးအနက်ထဲမှာနိုင်ငံရေးနဲ့တိမ်မွေးတဲ့ချိတ်ဆက်မှုမျိုးပြုလုပ်နိုင်မဲ့ပိုးဝက်တွေကိုကျွန်တော်စိတ်ဝင်စားခဲ့တယ်။သူ့ရဲ့ပြင်းထန်လွန်းတဲ့ရုပ်ရှင်ဆယ်လိုနဲ့ပတ်သက်ပြီးပါဆိုလီနီကအဲ့ဒီရုပ်ရှင်ဟာဖက်စစ်စနစ်ကို sex နဲ့တင်စားညွှန်းဆိုတဖန်သူမုန်းတီးတဲ့ကွန်ဆူမာကာရှာရဲ့ဖက်စစ်စနစ်ဆန်မှုကိုထပ်မံညွှန်းဆိုခဲ့တယ်လို့ပြောတာကိုဖတ်ပြီးတော့ကျွန်တော်မှလင်းပွင့်တယ်လို့ဖြစ်ခဲ့ရတယ်။ကျွန်တော်တို့ရဲ့နေ့စဉ်နေထိုင်မှုအစဉ်ပြေရှောမွေ့မှုတွေရဲ့နောက်ွယ်မှာ dark forces တွေရှိမှန်းကျွန်တော်ရိပ်မိလာတယ်။ပါဆိုလီနီပြောသလိုငါတို့ကိုအန်ဒီရဲ့ကြောက်ရောက်နေပြီဆိုတဲ့ခေတ်သစ်နေထိုင်မှုနဲ့ပတ်သက်တဲ့အသည့်များသောအားဖြင့်ဘုံမပေါက်တဲ့နေ့တွေတခါတရံဘုံပေါက်တဲ့နေ့တွေအဲ့ဒီလိုနေ့စဉ်မှတ်တမ်းဆန်ဆန်ဖြစ်ရတွေရဲ့အဲ့ဒီအပေါ်မတိတတိဖြစ်မှုတွေရဲ့ကြပြားထဲမှာလဲဘာသာစကားယဉ်ကျေးမှုတမိုင်းစัจ java လားစတဲ့အရာတွေအားလုံးအဲ့ဒီအပေါ်နားလည်မှုချိတ်ဆက်မှုဖမ်းဆုပ်မရမှုမတိနိုင်မှုစတာတွေကနေကျွန်တော်ကြပြားဗေဒစီတစားတစားရောက်ရှိသွားတာပါပဲကြပြားမှာရှုပ်ထွေးတဲ့စနစ်တွေနဲ့အလုပ်လုပ်ပုံတွေရှိမှန်းကတော့ကြပြားဆရာကရေးရင်းနဲ့မှတစားစတိလာမဲ့အရာမျိုးဖြစ်တယ်ဘုံပေါက်ပြီးစားအပျက်စီးတွေထဲမှာကိုယ်ခန္ဓာကိုယ်အစိတ်ပိုင်းတွေကိုပြန်ရလို့ရညာကိုယ့်ဟာကိုယ်လိုက်လံရှာဖွေဆက်ဆက်ရတဲ့သဘောပါပဲအောင်ခင်မြင့်